မင်္ဂလာပါအခုပြောပြပေးမှာကတော့ Orion ကရေးသားထားတဲ့ရွှေစော်ဝေးလေးအကြောင်းပဲဖြစ်ပါတယ်။စော်ဝဲမှာဆိုရင်စရင်သွင်းရွှေတဲ့စရင်ကျုံငွေစရင်နဲ့စနစ်ဆိုပြီးတော့အပိုင်း၅ပိုင်းပါဝင်ပါတယ်။စရင်သွင်းဆိုတာကကြတော့ပေါ့နော်ဒီရွှေပေါ့နော်ရွှေတဲ့တွေကိုစရင်သွင်းနဲ့အဝယ်ရောင်းနေလို့ဖို့အတွက်ကိုယ်ဆိုင်မှာသုံးတဲ့ရွှေမျိုးစားတွေပစ္စည်းမျိုးစားတွေပေါ့အဲ့လိုတွေကိုကြိုပြီးတော့စရင်သွင်းရတဲ့အပိုင်းပဲဖြစ်ပါတယ်။ဒီစရင်သွင်းမှာဆိုရင်တော့ရွှေမျိုးစားတွေကိုစရင်သွင်းရမယ်ပစ္စည်းမျိုးစားတွေကိုစရင်သွင်းရမယ်ပြီးတော့ပစ္စည်းအမည်တွေကိုလည်းစရင်သွင်းပေးရမယ်ပေါ့နော်ပြီးတော့ဒီဆိုင်ရမတ်နဲ့ location ဆိုတာကြတော့ကို့မှာကိုယ့်ရဲ့ဆိုင်နာမည်တွေထည့်ရမယ်ပေါ့နော် location ဆိုတာကြတော့ဒီဆိုင်မှာကောင်တာတွေအများကြီးခွဲတယ်ပေါ့ multi location ပေါ့နော်အဲ့လိုမျိုးခွဲထားတယ်ဆိုရင်ဒီ location တွေမှာစရင်သွင်းပေးရမယ်ပြီးတော့ဒီရွှေဈေးနှုန်းပေါ့ဒီရွှေဈေးနှုန်းမှာစရင်မီလင်းဈေးပေါ့နော်ကိုယ့်ရဲ့မီလင်းဈေးကိုစရင်သွင်းပေးလိုက်တယ်ဆိုတာ ਨੇ ဒါ software တစ်ခုလုံးမှာရှိတဲ့အဝယ်အယောင်းတွေကုတ်သွင်းတဲ့နေရာတွေမှာပါပေါ့နော်ဒီမီလင်းဈေးနဲ့ပဲအလုပ်လုပ်မှာပေါ့နော်ဒီအယောင်းကုန်တဲ့မျိုးစားတို့ကကြတော့ဒီမှာပေါ့အကျွေးရောင်းတာမျိုးတို့ငွေချမ်းတာမျိုးဆိုရင်ဒီမှာပေါ့ကုန်တဲ့နာမည်တွေကိုကြိုပြီးစရင်သွင်းရတာမျိုးပေါ့နော်ပြီးတော့ပရင်စရာတွေပါမယ်ကိုယ်ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေရဲ့ information တွေကိုသွင်းပေးရမယ်ပြီးတော့ live sale တွေဘာတွေငှားရဲဆိုလဲဒီအဝင်ထွက်မျိုးစားတွေသုံးပေးရတယ်ပေါ့ပြီးကြတော့ငွေစရင်တွေပါတယ်ပေါ့နော်ငွေစရင်ဆိုတာကြတော့ကိုကအခုနောက်ပိုင်းဆိုရင်KPay special တွေရှိလာမယ်ပြီးကြတော့အဲ့လိုပေါ့နော် CV pay တို့ AY pay တို့ရှိလာတယ်ဆိုရင်ဒီငွေစရင်ပေါ့အယောင်းဝယ်လုပ်တဲ့ခါကြီးကြာရင်လေဒီ multi cash ကိုအသုံးပြုလို့ရပါတယ်ဒီစရင်သွင်းပြီးတော့ကြတော့ဒီရွှေတယ်ပေါ့ရွှေတယ်ဆိုတာကြတော့ပစ္စည်းတွေကိုကုတ်တွေသွင်းတယ်အယောင်းတွေလုပ်တယ်ပြီးတော့ကိုကပြန်သွင်းတွေလုပ်တယ်ပေါ့နော်ပြန်သွင်းတွေလုပ်တယ်ပြီးတော့ live sale တွေငှားတာတို့ပွဲစားကိုပေးတာတို့အတွက်ဒီခဏဝင်အထွက်လုပ်တာမျိုးတွေလည်းသုံးလို့ရတယ်ပြီးတော့ဆိုင်မှာပေါ့ကောင်တာတစ်ခုနဲ့တစ်ခုခဏပြောင်းတာမျိုးပေါ့ကောင်တာတွေခွဲပြီးတော့အဲ့လိုပြောင်းတာမျိုးအတွက်ဆိုလဲဒီရွှေတယ်ရွှေပြောင်းမှာသုံးလို့ရတယ်ပြီးတော့ဒီပြင်ဆင်ခြင်းလက်ခံတို့ပြန်ရွေးတို့ဆိုတာကြတော့ service လုပ်တာမျိုးပေါ့ဥပမာကိုယ်ဆိုင်ရရောင်းလိုက်တဲ့ရွှေလက်စွပ်လေးတွေကို customer တွေကအယောင်းနေပါတင်ချင်တာတို့ကြောက်ဒီပါပြုတ်လို့ပြန်တက်ချင်တာတို့အဲ့လိုမျိုးလာပြီးတော့အပ်တယ်ဆိုရင်ကိုက service လက်ခံအနေနဲ့ဒီမှာစရင်သွင်းပေးလို့ရတယ်ပေါ့နော်ပြီးတော့ဒီ report တွေပေါ့ report တွေဆိုတာကြတော့ရွှေတယ်နဲ့ပတ်သက်လို့ရှိရင်ဒီမှာရွှေတွေကိုကရောင်းထားရဲဆိုအယောင်းစရင်ချုပ်တွေကြည့်လို့ရတယ်ရောင်းတဲ့ငွေအမောင်စရင်တွေကြည့်လို့ရတယ်ပြီးတော့ကိုယ်ဆိုင်ရဲပေါ့နော်ဘယ်ကုန်တယ်ကတော့ကိုယ်စီကနေဘယ်လောက်ဖိုးဝယ်ထားရဲဆိုရင်ကုန်တယ်စရင်တွေကြည့်လို့ရတယ်ဒီပစ္စည်းရောင်းအားစရင်ချုပ်ပေါ့ပစ္စည်းရောင်းအားစရင်ချုပ်ဆိုတာကြတော့ तू ကဒီဇိုင်းပစ္စည်းရဲ့နာမည်နဲ့သွားပေးထားတာပေါ့နော်အဲ့ဒါဆိုရင်တော့ကိုယ်ဆိုင်မှာဘယ်ပစ္စည်းလေးကတော့အယောင်းအဆုံးဖြစ်နေတယ်ဒါဆိုရင်ထပ်ဖြည့်တင်လားတိတ်မဖြည့်တင်လားပေါ့နော်အဲ့လိုမျိုးစီစစ်လို့ရတယ်ပေါ့ဒီပြန်ဝယ်စရင်ချုပ်တွေကြည့်လို့ရတယ်ပြီးတော့ကိုကခဏငားထားရဲဆိုလဲကိုယ့်စီကိုဝင်ဖို့ကြံတဲ့စရင်တွေကြည့်လို့ရတယ်ခုနကပေါ့နော်အဲ့လို service လက်ခံတာမျိုးဆိုရင်လဲဒီမှာပေါ့သူတို့လာရွေးဖို့ကြံတဲ့စရင်တွေကြည့်လို့ရတယ်အလဲတွေလုပ်တယ်ဆိုလဲအလဲလုပ်တဲ့စရင်တွေကိုကြည့်လို့ရတယ်ပေါ့ပြီးတော့ဒီမှာကတော့လက်ကျန်ပေါ့နော်လက်ကျန်ကိုတော့၄မျိုးကြည့်လို့ရတာပေါ့လက်ကျန်တွေကိုအကုန်လုံးပေါ့နော်ပစ္စည်းတစ်ခုချင်းစီရဲ့အလေးချိန်တွေအရောဓာတ်တွေကြောက်ဖိုးတွေရွှေချိန်တွေနဲ့လည်းကြည့်လို့ရတယ်ပြီးတော့ရွှေမျိုးစားနဲ့လည်းကြည့်လို့ရတယ်ပစ္စည်းမျိုးစားတွေနဲ့လည်းကြည့်လို့ရတယ်ပေါ့ပြီးတော့ဒီလက်ကျန်ရှင်းတဲ့ဆိုတာကြကိုယ့်ရဲ့ပစ္စည်းပေါ့နော်ဆိုင်ရပစ္စည်းကုတ်တစ်ခုကိုပေါ့နော်သူကဘယ်အချိန်မှာဝင်လာတယ်ဘယ်အချိန်မှာအယောင်ဖြစ်သွားတယ်ဘယ်အချိန်မှာရွှေပြောင်းလောက်ထားရဲဆိုပြီးတော့သူကအဲ့လိုတစ်ခုချင်းစီပေါ့နော်ပြန်ပြီးတော့ကြည့်လို့ရတာပေါ့ဒီပစ္စည်းမျိုးစားလိုက်လက်ကျန်စင်းကြုံဆိုတာကြတော့ဒီကိုယ့်ရဲ့ဆိုင်ရပစ္စည်းတွေပေါ့ဆွဲကြိုးတွေမှာဆိုဒီနေ့မှာကုတ်ဘယ်နှခုသွင်းထားတယ်ဘယ်နှခုရောင်းထားတယ်ဘယ်နှခုခဏငားထားတယ်ပေါ့အဲ့လိုစင်းနေကြည့်လို့ရတယ်ပြီးကြတော့ဒီနောက်ဆုံး version မှာကြတော့ပေါ့နော်ဒီရွှေတဲ့အယောင်အကျက်မြတ်ပေါ့အယောင်ကျက်မြတ်ဆိုတာဒီပစ္စည်းကိုရောင်းလိုက်တယ်ဆိုရင်အရောဓာတ်ပေါ်မှာလည်းအမြတ်ကိုကြည့်လို့ရတယ်ကိုယူလိုက်တဲ့ရောဓာတ်ပေါ်မှာလည်းအမြတ်ပေါ့ဒါမှမဟုတ်ရင်ဒီပစ္စည်းတစ်ခုလုံးပေါ့ပစ္စည်းတစ်ခုလုံးကိုကုတ်သွင်းတော့ဈေးနဲ့ရောင်းလိုက်တဲ့ဈေးနဲ့ကိုကွာခြားချက်ကိုလည်းကြည့်လို့ရတယ်ဒီပြန်ဝယ်စင်းချုပ်ဆိုတာလည်းပေါ့နော်ဒါအခုနောက်ဆုံး version မှာထည့်ပေးထားတဲ့ဟာပေါ့ဒီမှာကြတော့ဒီပေါ့နော်ကိုက customer စီကနေပစ္စည်းတစ်ခုကိုပြန်ဝယ်လိုက်တယ်ပေါ့ပြန်ဝယ်လိုက်တယ်အဲ့ဒီပစ္စည်းကိုပြန်ဝယ်လိုက်တဲ့ပစ္စည်းကိုဒီနေ့ပေါက်စင်းနဲ့ပြန်ပြီးတော့အရင်ကိုတွက်ထားပေးတယ်ပေါ့အဲ့ဆိုရင်ဒီကိုပြန်ဝယ်လိုက်တဲ့ပစ္စည်းတစ်ခုပေါ်မှာကိုကမြတ်သွားလားရှုံးသွားလားကြည့်လို့ရတယ်ပေါ့နော်ဒီ chest stop balance ဆိုတာကြတော့အကယ်လို့ဆိုင်မှာလက်ကျန်နေပါတယ်မကိုက်တဲ့အခါတို့software တွေကပျောက်နေရလားဒါမှမဟုတ်အပြင်ကပဲပျောက်နေရမြအဲ့လိုမျိုးအခြေအနေဆိုရင်ပေါ့နော်ဒီ chest stop balance ဆိုတာလေးနဲ့ကြည့်လို့ရတယ်ပေါ့နော်ဒီငွေစင်းရေးဆိုတာကြတော့ကိုကဒီနေ့အယောင်းနေလုပ်တယ်ပြန်ဝယ်လုပ်တယ်ဆိုရင်ကိုရဲ့ဆိုင်မှာအယောင်းလုံးဝင်ထားတဲ့ငွေဘယ်လောက်ရှိရယ်ပြန်ဝယ်လုပ်ထွက်ထားတဲ့ငွေဘယ်လောက်ရှိရယ်ဆိုပြီးတော့ကိုရဲ့နောက်ဆုံးပေါ့နော် balance ပေါ့ balance ကိုပြပေးမှာပေါ့ပြီးကြတော့ကိုကအကျွေးရောင်းတာရှိရယ်ဆိုလဲအကျွေးစင်းတွေကြည့်လို့ရတယ်
ကုန်တယ်တွေရဲ့ပေါ့နော်ငွေထက်လွှဲတယ်ဆိုလေဒီမှာငွေထက်လာလွှဲတဲ့စီးရင်တွေကိုတွင်းလို့ရတယ်ပြီးတော့ဒီပေါ့နော်ရွှေတယ်ရောင်းရလို့မဟုတ်ဘဲနဲ့ပေါ့တခြားother income တို့ other expense တို့လည်းဒီမှာစီးရင်တွင်းလို့ရတယ်ပေါ့နော်ဒီစနစ်အပိုင်းကကြတော့ဒီပေါ့နော်ဒီ software ကိုပေါ့နောက်ထပ်ဆက်တွေခွဲပြီးတော့သုံးတဲ့အခါမျိုးတွေမှာဆိုရင်ဒီကိုယ့်ရဲ့ဝန်ထမ်းတွေကိုပေါ့ပေးသုံးတဲ့အခါမျိုးမှာဆိုရင်ဒီဝန်ထမ်းကိုတော့ပေါ့နော်အယောင်းပဲပေးသုံးမယ်ပြန်ဝယ်ပဲပေးသုံးမယ်သူ့ကိုတော့ကုတ်တွေမသွင်းခိုင်းဘူးပေါ့အရှုံးမြတ်တွေမကြည့်ခိုင်းဘူးဆိုပြီးတော့ permission တွေခွဲရတာပေါ့အဲ့ဒါဆိုရင်ဒီမှာကျတော့သူ့ကိုအဲ့ဝန်ထမ်းတွေအတွက်အကောင့်တွေခွဲပေးတယ်permission တွေပေးတယ်ပေါ့အဲ့ဒီအပိုင်းလေးတွေပေါ့နော်